အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မိတ်ဆက်ပေးမယ့်ပစ္စည်းလေးကတော့စာကားထဲကနေထွက်ရှိထားတဲ့ Avan လေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီ Avan လေးရဲ့ model နံပါတ်ဟာဆိုလို့ရှိရင်တော့ anti SG ဆေးဖြစ်ပြီးတော့သူ့ထဲမှာထည့်ချက်လို့ရတဲ့ပမာဏဟာဆိုလို့ရှိရင်28လီတာအထိတောင်ထည့်ချက်လို့ရမှာပဲဖြစ်ပါတယ်ရှင်ဒီ Avan လေးရဲ့ function လေးတွေကိုရှင်းပြပေးသွားပါမယ်ရှင်ဒီ function လေးရဆိုလို့ရှိရင်တော့အပေါ်ဘက်ကနေပေးမယ့်အပူချိန်ကိုအတိုးလျှော့လုပ်လို့ရမယ့် function လေးပဲဖြစ်ပါတယ်။ဒါလေးရဆိုလို့ရှိရင်တော့အောက်ဘက်ကနေပဲပေးမယ့်အပူချိန်ကိုအတိုးလျှော့လုပ်လို့ရမယ့် function လေးပဲဖြစ်ပါတယ်ရှင်။ဒီတတိယ function လေးမှာဆိုရင်တော့ဒါလေးကအောက်မီတိတက်မယ်ပေးပြီးတော့ချက်လို့ရမယ့် function လေးပဲဖြစ်ပါတယ်။ဒါလေးဆိုလို့ရှိရင်တော့အပေါ်မီတိတက်ပေးပြီးတော့ချက်လို့ရပါမယ်။ဒါလေးဆိုရင်တော့အပေါ်မီရောအောက်မီရောနှစ်ခုစလုံးပေးပြီးတော့ချက်လို့ရပါမယ်။ဒီ function လေးရဆိုလို့ရှိရင်တော့အပေါ်မီနဲ့ rotating function လေးကိုပေါင်းပြီးတော့ချက်လို့ရမှာပဲဖြစ်ပါတယ်။ဒါလေးရဆိုလို့ရှိရင်တော့အောက်မီနဲ့ rotating function လေးကိုသုံးပြီးတော့ချက်လို့ရမှာပဲဖြစ်ပါတယ်ရှင်။ဒီ function လေးရဆိုလို့ရှိရင်တော့အပေါ်မီရောအောက်မီရောသုံးပြီးတော့ rotating function နဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ရှင်။ဒီအောက်ဆုံး function လေးရဆိုလို့ရှိရင်တော့ timer လေးပဲဖြစ်ပါတယ်။သူ့မှာဆိုလို့ရှိရင်အနည်းဆုံး10မိနစ်ကနေပြီးတော့အများဆုံးမိနစ်60တနာရီအထိအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ရှင်။ဒီ Avan လေးရဆိုရင်ဖြင့်အိမ်မှာအလွယ်တကူကိတ်မလို့စားကျင်တာပဲဖြစ်ဖြစ်အသားအငါကင်ကျင်တာပဲဖြစ်ဖြစ်ဈေးနှုန်းသက်သာပြီးပစ္စည်း quality ကောင်းတဲ့ Avan လေးတစ်ခုပဲဖြစ်ပါတယ်ရှင်အခု Avan လေးကိုစမ်းသုံးကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့မမေတို့ရဲ့ A1 Mobile Electronic ဆိုင်မှာလာရောက်ဝယ်ယူအပ်ပေးလို့ရနေပြီဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်